ခိုးမတွေဘလောက်လဲလဲကြီးစားမသိရင်အပေါ်ကလူတရားရောက်သူ့ကိုခေါ်သလိုလိုသူနဲ့အပေါ်ကလူနဲ့ကတိသလိုလိုအပေါ်ကိုတည်ချာမော့ကြည့်ပြီးတော့တက်လာလိုက်တာအောက်မှာ security ရှိတာတော့မှလုံးဝမကြောက်မရွံ့မယ်နဲ့ပေါ့နော်ခက်တိတီနဲ့ပဲအပေါ်ကလူနဲ့တိသလိုလိုနဲ့တက်လာတာကြီးစားအရန်ကိုအနေနဲ့များနော်ကလေးတယောက်ပိုက်ထားပြီးတော့ကလေးနဲ့ဆိုတော့လူတွေတိတ်ပြီးတော့တတိမထားမိအောင်သူကလုပ်တာဓလေကကတ်နေဆိုတော့သူကလှေကားနဲ့တတ်တာပေါ့နော်လှေကားကိုလည်းလူတွေရှိလားမရှိလားဆိုတော့သူကပြန်ဆင်းပြီးတော့ကြည့်နေတာအခြေအနေကိုသူကကြည့်တာပေါ့အောက်ထပ်မှာဘလို့အခြေအနေရှိလဲအောက်ကလူတက်လာလားမတက်လာလားဆိုပြီးတော့ဒါအမြဲတမ်းခိုးနေကြတခိုးမှပဲဖြစ်မှာတခြားတိုက်တွေကလူတွေလည်းသတိထားအောင်ပြပေးတာအောက်မှာတေချာရက်ပြီးတော့သူကအခြေအနေကိုတေချာ check လုပ်နေတာနော်ဟိုဘယ်နေရာမှာဘယ်သူရှိလဲပါလဲဆိုပြီးတော့တွေ့လားအရှမ်းလဲတာနော်ဒီခေတ်ခိုးတွေကတတိထားကြပါလို့ပြီးတာနဲ့ပြန်တက်ပြီးတွေ့လားပြန်တက်ပြီးတော့ तू ကအပေါ်ဆုံးထပ်ကိုအရင်ဆုံးတက်တာအပေါ်ကနေမှတခန်းတွေကိုဖက်နှက်တွေကိုခိုးတာဖက်နှက်တောင်မှလေမိန်းကလေးဖက်နှက်ကိုမခိုးဘူးတော့မိန်းကလေးဖက်နှက်ကိုခိုးရင်တိမာဆိုလို့မိန်းကလေးဆိုတာယောက်ျားလေးဖက်နှက်တွေပဲပြန်ဆင်းလာပြီးတွေ့လားတက်တော့တော့ဘာထုံးမပါဘူးနော်အခုကကြွေးအမဲနဲ့မလေးကြွေးအိမ်ယူလာပြီးတော့ဖက်နှက်တွေတေချာထဲ့လာပြီဒါကိုရနေတဲ့အထက်ပေါ့နော်ကိုရအိမ်မှာ CCTV ရှိတယ်ဆိုတာကို तू ကမသိဘူးတေချာဆင်းလာပြီးတော့အောက်ဆင်းတဲ့အချိန်မှာအောက်မှာလူတန်းကြားတဲ့ထဲမှာတဲ့ तू ကသိလားချက်ချင်းအနောက်ကိုတောက်ကတ်လိုက်တာကတ်ပြီးတော့အထုပ်ကိုဒီမှာချပြီးတော့အပေါ်ပြန်ပြီးတော့မတိကြအောင်ဆောင်ပြီးပြေးတက်တာပေါ့နော်အောက်မှာလူတန်းကြားလို့ဖြစ်မယ် तू ကအရှမ်းကိုလဲတာနော်ပါတခိုးမှမသိရအောင် तू ကသိလားတေချာလေကားနေပြီးတော့ပြန်ပြေးတက်တာဘလောက်လဲကြီးအောက်ကိုလည်း तू ကချောင်းကြည့်လိုက်သေးတာသိကြတယ်အောက်မှာလူလာလို့ဖြစ်မှာသိလားအပေါ်တက်လာမလားဆိုပြီးတော့ तू ကချောင်းကြည့်လိုက်သေးတာမတက်လဲမတက်လာအောင်အမလဲဆင်းပြီးတော့ကျမအခန်းဖက်နှက်ကိုပါမပြေးပါလေရောရှင်ဘယ်လောက်ထိလဲကြည်စမ်းချစ်တို့လည်းနော်တခိုးတို့ပါရဲ့တတိထားဖက်နှက်အကောင်းစားဆိုရင်တော့အိမ်ထဲမှာပဲချွတ်အဲ့ဒါအကောင်းဆုံးပဲကျမကတော့ပါသွားပြီရှင်